အားလုံးပဲမင်္ဂလာပါ Football Match Arsenal Page မှာကြိုဆိုလိုက်ပါတယ်ကျွန်တော် page ကတော့ Arsenal အသင်းအကြောင်းပြောတဲ့ page လေးဖြစ်ပါတယ်ဒီကနေ့မှာတော့မနက်ကကန်သွားတဲ့ Champions League ပွဲစဉ်ဖြစ်တဲ့ Arsenal vs Conrad Mbappé ရဲ့ပွဲပြီး review လေးဖြစ်ပါတယ်ဒီပွဲကတော့ Champions League ရဲ့ League Phase ရဲ့နောက်ဆုံးပွဲစဉ်ပဲဖြစ်ပါတယ် Arsenal ကနောက်တစ်ဆင့်တက်သွားပြီဖြစ်တဲ့အတွက်ကြောင့်အဓိကကစားသမားတွေကိုအေးဆေးအနားပေးနိုင်ခဲ့ပြီးတော့အရန်လူစင်းအများပြားနဲ့သာပွဲထက်လာခဲ့ပါတယ်ဒီပွဲမှာတော့ဂိုးသမားနေရာအဖြစ်ကပ်ပါကိုပြန်လည်အသုံးပြုလာခဲ့ပါတယ်နောက်တဲ့ fullback တစ်စုံအဖြစ် Van White နဲ့ Skelly ကိုအသုံးပြုလာခဲ့ပြီးတော့ CB တစ်စုံအဖြစ် Mosquera နဲ့ Calafiori တို့နဲ့ပွဲထက်လာခဲ့ပါတယ်ကွင်းလယ်အထိုင်ကိုတော့ Christian Nogges နဲ့ထူးထူးခြားခြားဒိုင်ယာနာနေတက်တာလာပြီးတော့ပထမဆုံးပွဲထက်လူစင်မှာပါလာတဲ့Kai Havertz နဲ့နောက်ထပ်နံပါတ်10ရိုးတစ်ခုဖြစ်တဲ့ Azzi တို့ကိုပဲထုတ်လာခဲ့ပါတယ်တောင်မန်ကတော့ Madueke နဲ့ Martinelli ကိုပွဲထက်လာခဲ့ပြီးတော့တိုက်စစ်နေရတော့Victor Gyökeres ကိုပဲပွဲထက်လာခဲ့ပါတယ်ဒီပွဲမှာတော့အဓိကကစားသမားအနေနဲ့ကြည့်မယ်ဆိုရင်တော့ Calafiori နဲ့ Victor Gyökeres နှစ်ယောက်သာပါဝင်လာပြီးတော့ကျန်တဲ့လူတွေကတော့အရန်ပွဲထက်လူစင်ရလူတွေဖြစ်ပါတယ်ပွဲထွက်လာတာနဲ့အာဆင်နယ်တို့ဟာအင်ရှင် BB စတင်ဖိအားပေးလာခဲ့ပါတယ်ပွဲစဉ်အစ2မိနစ်မှာပဲအာဆင်နယ်တို့ကဥဆောင်ကိုရရှိခဲ့ပါတယ်ဂိုးစတင်ရာကတော့အဇေးမှတစ်ဆင့်Kai Havertz ကိုပေးပြီးတော့Kai Havertz မှတစ်ဆင့်Victor Gyökeres ရဲ့တိုက်စစ်ပြေးလမ်းကြောင်းတွေကိုထိုးပေးခဲ့ပြီးတော့ Gyökeres ကဂိုးရီ area ထိပ်ကနေပြီးတော့လှမ်းကန်ရင်းနဲ့ဂိုးရရှိသွားခဲ့ဖြစ်ပါတယ်အာဆင်နယ်တို့ဂိုးရရှိပြီးတိတ်မကြပါဘူးဂိုးarea ထိပ်ထဲမှာCalafiori ကတစ်ဖက်အသင်းကစားသမားကိုဆွဲထားသလိုဖြစ်သောကြောင့်ဒိုင်ယာ V ကပြန်ကြည့်ပြီးတော့ပနတီကန်သွင်းခွင့်ပေးခဲ့ပါတယ်ပနတီမှခြေပါကိုပြန်လည်ရရှိခဲ့ပြီးတော့1နဲ့ပဲပွဲကိုဆက်လက်ကစားခဲ့ပါတယ်တိတ်မကြပါဘူးနောက်ထပ်15မိနစ်မှာတော့အာဆင်နယ်တို့ထပ်မံဦးဆောင်ကိုရရှိခဲ့ပါတယ်ဂိုးကိုတော့ကင်းကိုင်မှာလှလှပပတိတ်ပေးထားခဲ့တာဖြစ်ပါတယ်24မိနစ်လောက်မှာ Luis Kelly နဲ့ Martinelli တို့ရဲ့ one dash အချိတ်ဆက်400တစ်ဆင့်ဂိုး area ထိပ်တဲကိုLuis Kelly လမ်းထိုးပေးခဲ့ပေမဲ့Victor Gyökeres အပိုင်ပေးခွင့်ရတယ်လို့လည်းတီးသစားပဲလွဲချော်သွားခဲ့ပါတယ်35မိနစ်မှာအာဆင်နယ်တို့ထပ်မံပြီးတော့ဥဆောင်ကိုရရှိခဲ့ပါတယ်ဂိုးကိုတော့ကင်းကိုင်ကဖန်တီးပေးခဲ့ပေမဲ့Victor Gyökeres ရဲ့ခြေထောက်နဲ့ထိပြီးတော့ဂိုးဝင်အောင်ပိုသေးကြအောင်လို့ကာဗီငယ်ကောင်ကဂိုးပိတ်သွင်းခဲ့ပါတယ်Victor Gyökeres ကတော့အစိတ်တော့ရသွားတာပေါ့ဒုတိယပိုင်းမှာတော့အာဒီတာဒိုင်ယန်ကပြန်လည်တက်တာလာတဲ့ကင်းကိုင်းနဲ့Calafiori တို့ကိုအနားပေးပြီးတော့ Hincapi နဲ့အသင်းကောင်ဆောင် Odegaard တို့ကိုထည့်သွင်းခဲ့ပါတယ်ဒုတိယပိုင်းမှာတော့ပထမပိုင်းလောက်ကစားကွက်မကောင်းတော့ပေမဲ့အာဆင်နယ်ကချင်းချောက်မှုတွေထပ်မံပြုလုပ်နိုင်ခဲ့ပါတယ်ဂျေဇူးရဲ့ဂိုးတကိုရရှိခဲ့တော့လဲလူဂျွန်နေတို့ပြန်လဲပဲဖြတ်ခဲ့ရပါတယ်ပွဲပြီးကန်ဒီလောက်မှာတော့ Conrad Mbappé အတွက်ခြေပေါက်ဂိုးတကိုရရှိခဲ့ပြီးတော့ပွဲဟာ 3-2 နဲ့ပဲပြီးဆုံးသွားခဲ့ပါတယ်ဒီပွဲမှာတော့အာဆင်နယ်တို့ဟာဖိအားကင်းနဲ့ကစားခဲ့ရလို့အနိုင်ရရှိခဲ့ပါတယ်တစ်ဖက်အသင်းကလည်း UCL မှာအားအနည်းဆုံးအသင်းအောက်ဆုံးအသင်းလည်းဖြစ်တာလည်းပါတာပေါ့နော်ဒီပွဲမှာတော့ Madueke ကတော့အပိုင်အခွင့်အရေးကိုအသုံးမချနိုင်မင်းနဲ့ဖြုံးနှိပစ်နေတယ်လို့ပါပဲနောက်ထပ်တစ်ယောက်ကတော့ Azzi ကပွဲတွေနဲ့ဝေးကွာနေတာကြတော့သူကိုယ်တိုင်လည်းရုံချင်းပျောက်ဆုံးနေတဲ့အနေအထားမျိုးဖြစ်နေပါတယ်ဂါဘီအငယ်ကောင်ကတော့ချန်ပီယံလိမှာဆိုရင်ကြောက်ထနေတယ်လို့ပဲဒီပွဲမှာလုံးဝခြေစမ်းပြခဲ့ပါတယ်ဒီပွဲမှာတော့ဂိုးတကိုးသွင်းယူခဲ့ပြီးတော့ချန်ပီယံလိရဲ့ဂိုးသွင်းများဆုံးအာဆင်နယ်အတွက်ပေါ့နော်Onari ရဲ့စံချိန်ကိုမိဖို့တကိုးပဲလိုပါတော့တယ်Onari ရဲ့စံချိန်ကတော့9ဂိုးဖြစ်ပြီးတော့ကာဘီငယ်ကောင်ရဲ့ဂိုးကတော့6ဂိုးဖြစ်ပါတယ်နောက်ထပ်တစ်ယောက်ကတော့ Victor Gyökeres ဖြစ်ပါတယ်သူကဒီပွဲမှာတကိုးသွင်းပြီးတော့တကိုးဖန်တီးပြီးတော့ရရှိခဲ့ပါတယ်အဆုံးသက်တွေသာသိကြမယ်ဆိုရင်တော့ hat-trick ရလောက်မဲ့အနေထားပါVictor Gyökeres ကတော့ဘောလုံးလက်ခံရယူတဲ့နေရာမှာလည်းလိုအပ်ချက်တွေရှိနေပါတော့မယ်
ပြီးတော့ကိုးသွင်းတဲ့နေရာမှာလည်းလိုအပ်ချက်တွေရှိနေတုံးပဲfirst step ဖြစ်ဖြစ်ကန့်သွင်းချက်တွေမှာဖြစ်ဖြစ်ဆက်လက်စူးစမ်းရမယ့်အနေအထားမျိုးပါနောက်ဆုံးတစ်ယောက်ကတော့ Man of the Match ဆုရရှိပါတယ်ဒီနေ့အတွက်မင်းသားဒိုင်ကနေပြန်လာတဲ့ကင်းကန်ရဖြစ်ပါတယ်ပထမတစ်ပိုင်းပဲကန်ခွင့်ရပေမဲ့အကောင်းဆုံးခြေစမ်းပြသပါခဲ့ပါတယ်နံပါတ်10 row နေရာနဲ့ပွဲထက်လာခဲ့ပေမဲ့ပွဲကစားတော့ second striker ဆန်ဆန်ပဲကစားသွားခဲ့တာဖြစ်ပါတယ်ကိုင်းဟာဘက်ဝင်ကစားတဲ့ပွဲတွေကတော့တရားစီရင်ကြည့်ရတဲ့ပွဲတွေနဲ့တော့တိတ်တော့မတူခဲ့ဘူးကိုင်းကစားသွားတဲ့ပွဲကတော့ဒီယာတီဝက်အတွက်အာတီတာအတွက်လိုအပ်နေတဲ့ဂျစ်စောလေးများဖြစ်လာမှာမသိပါဘူးအိုဒီကခြေစမ်းမပြရင်အဇီးအပြင်နောက်ထပ်အသုံးပြုလို့ရမယ့်လက်နက်တစ်မျိုးဖြစ်လာခဲ့ပါပြီကစားကွက်ကိုနောက်တစ်မျိုးအဖြစ်ပုံစံပေးနိုင်မဲ့ကစားကွက်မျိုးပါကိုင်းဟာဘက်ကစားတဲ့ပုံစံမျိုးကတော့ဒီကနေ့အနိုင်ကတော့အာဆင်နယ်က UCL မှာရှုံးဝဲမရှိပဲရှစ်ပွဲလုံးအနိုင်နဲ့ထိပ်ဆုံးကနေပြီးတော့16သိန်းအဆင့်ကိုထိုက်တန်မဲ့တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်